ကျွန်မ73နှစ်ကနေရောက်လာဆိုတော့အခုအသက်30ကျော်ဆိုတော့18နှစ်လောက်18နှစ်ထဲတော့ရောက်နေရှင်ဟိုစိုင်းနာမည်လေးကတော့မဝင်းမခိုတော်မုတ်တီပါရှင်ခိုတော်မုတ်တီခောက်ဆက်တုပ်စံပြားတုပ်နန်းကြီးတုပ်တို့ရပါတယ်မဝင်းမတော့ကျွန်မနာမည်ပဲပေးထားလိုက်တာကျွန်မနာမည်လည်းမဝင်းမစိုင်းနာမည်လည်းမဝင်းမခိုတော်မုတ်တီအဓိကစားများပါခိုတော်မုတ်တီထမင်းတုပ်လည်းနာမည်ရရပေါ့အဲ့လိုထမင်းတုပ်လည်းလူကြိုက်များရပေါ့စားရောက်တော့တပွဲကို200အစုံမှ250 300အဲ့လိုမျိုး200ကနေစရမယ်အခုဆိုရင်လားပစ္စည်းဈေးတွေကလည်းတက်တော့အကုန်လုံးတက်တော့2900တော့ရောင်းလာတယ်အစုံအလုံးမုံဘက်ကတော့6မျိုးရရယ်မုံဘက်တုပ်တွေက6မျိုးသမင်းတုပ်တွေနဲ့အဝိုင်းနဲ့ဆိုရင်တော့9မျိုးလောက်ပေါ့အဲ့ဒါအကြိုက်တယ်လုပ်ပြရပေါ့အဲ့ဒါငန်လျှော့အချိုလျှော့ဆိုအဲ့ဒါအစင်ပြေတိုင်းပြောလို့ရှိရင်မှတ်ထားလိုက်ရင်နောက်ခါကျချိုလျှော့ငန်လျှော့လေးစင်ပြောအဲ့ဒါပို့သဘောကျတယ်ဆာမနက်9နာရီဆိုရရရှင်မနက်9နာရီကနေနေ့လယ်2နာရီထိနေ့လယ်2နာရီလောက်ဆိုရင်တော့ပိတ်တာပေါ့ဆိုင်လိပ်စာလေးကတော့82လမ်း33တိကြားပါရှင်ဘယ်ရောက်မိတ်တွေအကုန်လုံးဖိတ်ခေါ်ပါလဲရှင်